အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ပေါ့နော်ဘန်ကျော်ဟိုနီလေးကို私တို့တွေဆက်ပြီးတော့ပတ်သွားကြမယ်တရက်ကိုပေါ့နော်မိနစ်30ဒီပဲはいအဲ့တော့どうしたら勉強の習慣が身につくのかဘယ်လိုလုပ်မယ်ဆိုလို့ရှိရင်ဒီစာလေးလာတယ်အလေးကျင့်လေးရမှာလေပေါ့နော်အဲ့ဒီမှာတဲ့ミカポーズにならず勉強を何年も続けていくコツは毎日たくさんの勉強をせずに30分や1時間程度でいいので、習慣化し、年々も続けていくことです。အဲ့တော့ဒီမှာဆိုလို့ရှိရင်မိကဘိုးစုဆိုတာကလေသူကဘာကိုပြောချင်တာလဲဆိုတော့ဘိုးစုကじゃဘုံကြီးကွာမိကဘိုးစုဆိုတော့ဘုံကြီး3ရက်ဝတ်တယ်အဲ့တော့ဇာလေးကစကားပုံလေးပေါ့နော်ပြောမယ်ဆိုလို့ရှိရင်私တို့မြန်မာလိုဆိုလို့ရှိရင်ကောက်ရိုးမီးပေါ့နော်တခုခုကိုလှုပ်ပြီးရဲ့အခါကျတော့ဆက်လှုပ်ပြီးရဲ့အခါကျမြန်မြန်ညီငွေ့လွယ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ဘုန်းကြီး3ရက်ဝတ်တယ်ဆိုတဲ့စကားပုံလေးနဲ့သူတို့ကပြောတယ်ပေါ့နော်မိကဘိုးစုပြောမယ်ဆိုရင်အဲ့ဒီအကျင့်စရိုက်ကိုကတချက်ပြောချင်တာကလိုမျိုးပေါ့နော်အဲ့မှာနေရှိရစိတ်ဆမရစိတ်စိတ်ကကူပေါ့နော်တခုခုဆိုလို့ရှိရင်စိတ်ဝင်စားတယ်အယူမှုစိတ်ဝင်စားပြီးရဲ့အခါကျတော့ပြီးရင်လည်းဘာမှမဟုတ်ဘူးမြန်မြန်ညီငွေ့သွားတာအဲ့ဒါကိုနေရှိရစိတ်ဆမရစိတ်စိတ်ကကူဆိုပြီးတော့ပေါ့နော်ပြောချင်ပါတယ်အဲ့တော့ဒီပေါ့နော်မိကာဘိုဇနီနာရာစုတဲ့ဒီလွယ်လွယ်နဲ့ညီငွေ့မသွားဘဲနဲ့ပေါ့နော်ဘင်ကျိုနန်းနန်းမစကတဲ့ကိုကိုဆိုကစာလေးလာတာကိုတစ်ပေါင်းများစွာဆက်လုပ်သွားတဲ့အရေးကြီးတဲ့အချက်ကတော့နေ့တိုင်းပေါ့နော်အများကြီးမလေ့လာဘဲနဲ့အများကြီးစာမလုပ်ဘဲနဲ့တရက်ကိုမိနစ်30ဒါမှမဟုတ်တစ်နာရီလောက်ပေါ့နော်ဒေးတူကတော့အဲ့အတိုင်းတာလေးနဲ့အဲ့လောက်လေးနဲ့လည်းရတဲ့အတွက်ကြောင့်မို့လို့တဲ့ရှုကန်ကရှိရှုကန်ကဆိုတာကျတော့ဒီအလေးချင်းဖြစ်အောင်လုပ်လိုက်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ကွာ私တို့အခုဆိုလို့ရှိရင်စာလုပ်တဲ့လေ့ကျင့်မရှိတဲ့အတွက်ကြောင့်မို့လို့ငါစာလုပ်ရမယ်ငါစာလုပ်ရမယ်ငါစာလုပ်ရမယ်ဆိုပြီးတဲ့အခါကျအဲ့လိုမျိုးကြီးပေါ့နော်စိတ်မှာ pressure ဖြစ်ပြီးတော့တွေးနေတာအဲ့လိုမဟုတ်ဘဲနဲ့အလေးချင်းဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်ဘယ်လိုမျိုးလဲဆိုတဲ့အခါကျတော့ကွာ私တို့တွေတနေ့ကိုထမင်း3နပ်စားနေမနေ့အရာထိုင်သွားတိုက်ရမယ်ညအရာဝင်သွားတိုက်မယ်အဲ့လိုမျိုးပါလဲအလေးချင်းလုပ်ထားတဲ့အခါမှာမျက်လုံးနှလုံးပွင့်ပြီဆိုတာနဲ့မျက်နှာတက်သွားတိုက်တယ်ဆိုတာဒီဘယ်သူမှလာပြီးတိုက်တော့နေစရာမလိုဘူးကိုစိတ်ဆန္ဒပေါ့နော်မတိလည်းမတိပါတာနဲ့ကိုကလှုပ်မိလိုက်တယ်ပေါ့နော်အဲ့ဒီလိုမျိုးရှုကန်ကကိုပြောင်းခိုင်းတာတော့တရက်ကိုနေ့တိုင်းပေါ့နော်ဥပမာအင်္ဂလိပ်စာလေ့လာမယ်ဆိုလို့ရှိရင်လည်းပဲစလုံး10လုံးဆိုလဲစလုံး10လုံးပေါ့နော်ငါဒီချိန်ရောက်လို့ရှိရင်ကြက်ကိုကြက်မယ်ဆိုတဲ့စိတ်ကလေးနဲ့ပေါ့နော်နေ့တိုင်းလှုပ်လှုပ်သွားတဲ့အခါမှာကိုကမတိလည်းမတိပါတာနဲ့အလေးအချင်းဖြစ်သွားပြီးတော့လုံမိသွားတယ်ပေါ့နော်အဲ့ဒီလိုမျိုးလေးရှုခက်ကရှိပြီးရဲ့အခါကျတော့တဲ့နန်းနေမှုစစကတဲ့ကိုကိုတို့တဲ့နှစ်ပေါင်းများစွာဆက်လုပ်သွားဖို့ပဲဖြစ်ပါတယ်ခုနပါအိုင်ဒီလိုအခြေအနေမှာတဲ့勉強とは読書を含めあなたを一段高いレベルに向上させるあらゆる活動を含みますဒီနေရာမှာလေးစာလေးလာတယ်ဆိုတာကတဲ့စာဖတ်တာအပါအဝင်မင်းကို level တစ်ခုမြင့်သွားစေမယ်နော်ခိုးကြောဆိုတာじゃမင်းကိုimprove လုပ်တဲ့ develop လုပ်စေတယ်ပေါ့နော်ဖြစ်စေမဲ့あらゆる活動を含みますလှုပ်ဆောင်ချက်အလုံးကိုဆိုလိုပါတယ်တဲ့1日5時間တရက်ကို9နာရီ1週間だけတစ်ပတ်ထဲ勉強するよりもလေ့လာတာချက်毎日30分の勉強を5年間続ける方が何十倍も効果的ですတရက်ကိုပေါ့နော်နေ့တိုင်းမိနစ်30လေ့လာပြီးတော့9နှစ်ကြာဆက်လုပ်သွားတာမျိုးကမှအစာပေါင်းများစွာအကျိုးရှိတာပါရှုကန်ကဆိုတဲ့ပါလေးချင်းဖြစ်အောင်လုပ်လိုက်မယ်ဆိုရင်နန်းတော့ခုရိုごめんなさいနန်းတော့ခုနေမနာလီမဆန်နော်ဘလို့ခက်ခဲမှုမှလည်းရှိမှာမဟုတ်ဘူးတဲ့ခေါ်ကြည့်ကอียอียဘန်ကျော်ဆိုတဲ့ပါနော်9နာရီကြာစိတ်မပါလက်မပါနဲ့စာလုပ်နေမယ်ဆိုရင်勉強が嫌いになるのは当たり前ですစာလေးလာတာကိုမုံသွားမှာတည်ကြပါပါပဲစကီနာစုကို見てくださいပုံလေးကိုကြည့်ကြည့်ပါတဲ့ဒီစာအုပ်ကလေပုံနဲ့အရင်အလံဝေးနေတယ်အိုးကဘာချားနေရဆိုဟောပေါ်လာပါပြီဒီပုံလေးကို私တို့ကြည့်ကြည့်လိုက်မယ်ကွာသူကဒီ graph လေးဆွဲပြထားတယ်ပေါ့နော်ဒီ x ကကြတော့အချိန်ပြီးတော့ y ကကြတော့ဒီနေ့ရက်ပေါ့နော်
အဲ့တော့ဒီမှာ1日နဲ့ Bankyo Chicken တရက်ကိုဘယ်လောက်စားလို့မလဲကွာ1နာရီ2နာရီ3နာရီ4နာရီ5နာရီလားเนาะဒီမှာဆိုလို့ရှိရင်Bankyo Nisu อ่ะသူက10ရက်100 200 300နဲ့ပေါ့เนาะအဲ့လိုမျိုးဒီမှာဆိုရင် Chicken Kakeru တိုးကပေါ့နော်တရက်ကို9နာရီလုံးမယ်ကွာ10ရက်နိုင်50ပြီးရခါကျတော့ဒီဘက်မှာကျတော့ဒါဘယ်လောက်လောက်ထားလဲသူကဒီတရားလေးကကျတော့မိနစ်30ပေါ့နော်မိနစ်30မှာရက်ပေါင်းဘယ်လောက်တောင်းလောက်သွားလဲဆိုတော့ခါကျရက်ပေါင်း300အဲ့တော့မြောက်လိုက်တဲ့အခါမှာကွာနိုင်ပေါင်း150ရင်မရဘူးလားเนาะအဲ့လိုမျိုးပေါ့နော်အဲ့သူကちょっと変な言い方なんですけども、これ、太く短くよりで、細く長くの方が簡単。တူတူထပ်ပေါ့နော်ဘယ်လိုပိန်ပြီးတော့ရှည်တာကလွယ်တယ်ဆိုပြီးအဲ့လိုမျိုးပြောထားတာပေါ့နော်はいအဲ့တော့သူရဲ့ရှင်းလင်းချက်လေးကို私がさばちちめ横長のグラフは1日高知県の勉強を年間10日間した場合、縦長のグラフは1日30分の勉強を年間300日した場合です。အဲ့တော့ဒီ横長ဆိုတာကျတော့ခုနပြောတဲ့ဒီ B ပိုင်းရှိတဲ့ဒီ graph လေးပေါ့နော် B ရှိတဲ့ဒီ graph လေးရတဲ့တရက်ကိုဘယ်နှစ်နာရီလောက်တာလဲလေခုနပြောထားရလေနော်9နာရီကြာလေ့လာမယ်တစ်နှစ်ကို10ရက်ပဲလုပ်မယ်ကွာအဲ့လိုမျိုးအခြေအနေနဲ့တာတဲနာကကျတော့ဒီဟာလေးပေါ့နော်တရက်ကိုဒီမှာလေးမိနစ်30လို့တဲ့ဒီတာတဲနာကဒီ graph လေးကိုပြောချင်တာပါはいအဲ့လိုမျိုးတရက်ကိုမိနစ်30နဲ့ပေါ့နော်တစ်နှစ်ကြာရက်ပေါင်း300စလုပ်တဲ့အခြေအနေဖြစ်ပါတယ်勉強の総量はこの棒グラフの面積で決まります。အဲ့တော့ဒီစလုပ်တဲ့ Sorio ဆိုတာတော့စုစုပေါင်းပမာဏပေါ့နော်ပမာဏကိုတဲ့ဒီ bow graph ဘိုးဆိုတာတော့လေတုတ်ချောင်းကိုပြောတာလေနော်ဘိုးကတုတ်ချောင်းပြောတာဒီနေရာမှာဆိုရင် bar graph ကိုပြောချင်တာပါ私တို့လေမြန်မာလိုတော့လေတင်ချမှာဆို私တို့တွေတိုင်းမဲ့ bar graph လို့ပြောလိုက်တာလေနော်ခုနလို graph တွေတုတ်ချောင်းလေးထောင်ပြီးတော့ graph ဆွဲတဲ့ဟာလေနော်အဲ့ဒီ bow graph ရဲ့တဲ့ man စကီတဲ့ခီမာရီမတ်စာလေးလာတဲ့စုစုပေါင်းပမာဏကဒီ graph ရဲ့ area နဲ့ဆုံးဖြတ်ပါမယ် area ဆိုတာအလျားမြောက်နှံမလားနော်အဲ့တော့横長のグラフは5次元かける動画ですから50次元ですအဲ့တော့ဒီဘေးဘက်ရှိတဲ့ graph ကိုကွာသူက9နာရီကြာတရက်ကို9နာရီကြာ10ရက်လုံးမဲ့အတွက်ကြောင့်မလို့စုစုပေါင်းစာလို့တဲ့ပမာဏဒီ50次元ဖြစ်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့縦長のグラフは30分かける300日ですから縦長ကကျတော့ကတရက်ကိုမိနစ်30ရက်ပေါင်းဘယ်လောက်လုံးမလဲဆိုတော့300အဲ့ဒီမှာမြောက်လိုက်တော့約50次元ဖြစ်ပါတယ်တဲ့少しずつでもいいから、勉強を毎日続ける方が、絶対な効果があることをお分かりいただけると思います。နော်နည်းနည်းချင်းစီလောက်သွားလဲရတဲ့အတွက်ကြောင့်မို့လို့စာလေးလာတာကိုနေ့တိုင်းလောက်တာကလုံးဝအကျိုးတရားမှုရှိတယ်ဆိုတာကိုနားလည်နိုင်မယ်လို့ထင်ပါတယ်これが2年、5年、10年と経てば、両者の差が歴然になります。နော်ဒီလိုမျိုးဆက်လုပ်သွားတာကွာ2နှစ်5နှစ်10နှစ်ကြာသွားမယ်ဆိုရင်ဒီလူ2ယောက်ရဲ့ကွာခြားချက်ဒီတိတာထင်ရှားလာပါမယ်レキゼンになりますらじゃろတိတာထင်ရှားလာပါမယ်လို့ပြောတာပါあなたが勉強を続けていくことを選べば他のビジネスパーソンをぶち切れる状態を作れることになりますနော်မင်းကဆက်လက်လာတော့ဖို့ကိုရွေးချယ်မယ်ဆိုရင်တဲ့တခြားစီးပွားရေးသမားတွေကိုအလဲထိုးနိုင်တဲ့အခြေအနေကိုလုပ်နိုင်လာပါလိမ့်မယ်一方တစ်ဖက်မှာတော့勉強しない方を選べばဆက်မလုပ်ဖို့ရွေးချယ်လိုက်မယ်ဆိုရင်脱落していくことを意味しますမင်းနောက်ကျကျန်နေခဲ့မှာကိုပြောချင်တာပါどちらを選ぶかはあなた次第ですနော်ဘယ်ဟာရွေးမလဲဆိုတာတော့မင်းပေါ်မှာမူတည်တယ်။中にはအဲ့ဒီမှာလေせっかく勉強を始めても三日坊主になりတကူတကားကစာလုပ်ပြီးတဲ့အခါကျတော့3ရက်နဲ့ညီးငွေသွားတယ်ပေါ့နော်3ရက်နဲ့ရက်ပလိုက်တယ်အဲ့လိုမျိုးဖြစ်သွားမယ်ဆိုရင်自己嫌悪に陥る人もいるでしょうကိုမနှိမ့်မြို့တဲ့အခြေအနေကိုကြားရောက်တဲ့လူတွေလည်းရှိတယ်မလားတဲ့
Chico can အိုဆိုတာကကြတော့လေပြောမယ်ဆိုရင်ကွာကိုရီးယားစာအသေးကြီးလောက်တော့မယ်ဆိုပြီးဆုံးဖြတ်ထားပြီးတော့မှ3 ရက်နဲ့တခြားကိစ္စတစ်ခုရှိလိုက်လို့မလုပ်ဖြစ်လိုက်တာအဲ့ဒါနဲ့အဲစာလေး3 ရက်လောက်လိုက်10 ရက်နားလိုက်အဲ့လိုမျိုးပေါ့နော်ထက်ကလာဖြစ်လာမယ်ဆိုရင်ကွာကိုလေChico can အိုပေါ့နော်ကိုမနှစ်မြို့လာတော့ self esteem ကျဆင်းလာမယ်ပေါ့နော်အဲ့လိုအခြေအနေရောက်တဲ့လူတွေလည်းရှိရမလားတဲ့ရှိဒါပေမဲ့မိကဘိုးဆိုတဲ့မို့ notice ဒါပေမဲ့လည်းအဲ့လိုမျိုး3 ရက်နဲ့လုပ်ရင်လည်းပဲရပါတယ်တဲ့ဘာလို့လဲဆိုတော့မိကဘိုးစုကိုနင်ကကိုချကန်ခရီကိုင်းစတာရာဒီ3 ရက်နဲ့ပေါ့နော်3 ရက်ဖုန်ကြီးဝတ်တယ်ဆိုတော့ဘယ်လိုပြောရမလဲနော်စာလေး3 ရက်လောက်တာမျိုးကွာတစ်နှစ်မှာအကြိမ်90ထက်ကလောက်လိုက်မယ်ဆိုရင်1年間でတစ်နှစ်မှာ約50日も勉強していることになります。ရက်ပေါင်း150စာလုပ်ဖြစ်မယ်ပေါ့နော်これってすごいことだと思いませんかဒါဆိုရင်လည်းပဲတော်တော်လေးမိုက်တယ်လို့မထင်ဘူးလားနော်3 ရက်လောက်တယ်ကွာ1 ရက်ကတော့နားလိုက်တယ်2 ရက်နားလိုက်တယ်ငါပြန်အစာလေးပြန်လုပ်လိုက်ပါအောင်မယ်ဆိုနောက်3 ရက်လေးထားလုပ်တယ်အဲ့လိုမျိုးလေးဒါတဲ့စတိုက်ဖြစ်သွားမယ်ဆိုရင်လည်းပဲကိုယ်တို့အကျိုးရှိရပေါ့နော်ပြောချင်တာကအဲ့လိုပါအဲ့တော့習慣づけるということはလေ့ကျင့်ဖြစ်အောင်လုပ်တယ်ဆိုတာကလေတဲ့無意識မတိလိုက်မတိပါတာဒီဟာလည်းအဓိပ္ပာယ်တူတူပဲပေါ့နော်ဇန်ဇန်意識နော်ကိုမတိလိုက်မတိပါတာနဲ့တဲ့行動パターンをすり込むということに他なりませんကိုယ့်ရဲ့လှုပ်ဆောင်ချက်ဒီလှုပ်ဆောင်တဲ့ pattern မှာပေါ့နော်စရီခုံမှုဆိုတာကျတော့ရိုက်သွင်းလိုက်တာတနည်းအားဖြင့် brain wash လိုက်တာပေါ့နော်ဒီခန်းကြီးလေးကကျတော့ insert မှာပါတဲ့ခန်းကြီးလေးနော်print ထုတ်တဲ့ရဲ့ခန်းကြီးလေးအဲ့တော့စရီခုံမှုということに他なりませんဆိုတာကျတော့မတိလိုက်မတိပါတာနဲ့လှုပ်ဖြစ်သွားအောင်လို့မို့ရိုက်သွင်းလိုက်တယ်အုံနောက်ထဲကိုပေါ့နော်ရိုက်သွင်းလိုက်တယ် brain wash လိုက်တယ်習慣を変えるのはလေ့ကျင့်တွေကိုပြောင်းဖို့ကလေ最初はしんどい作業ですအစကတော့ပြင်ပန်းခက်ခဲတဲ့လုပ်ဖြစ်ပါတယ်しかしこれ以外に現状を変える方法はありませんဒါပေမဲ့လေဒါအပြင်တခြားပေါ့နော်လက်ရှိအခြေအနေကိုပြောင်းလဲနိုင်တဲ့နည်းလမ်းကတော့မရှိပါဘူး現状ဆိုတာကျတော့လက်ရှိအခြေအနေပါ成功不成功を繰り返し少しずつ習慣を身につけていけばいいのです。နော်အောင်မြင်တာတွေကြာရှုံးတာတွေကိုတခါဖြစ်ပြီးတော့နော်ဖြည်းဖြည်းချင်းစီလေ့ကျင့်ရအောင်လုပ်သွားရင်ရပါတယ်တဲ့။ဖူစေကုの場合はနော်ကြာရှုံးတဲ့အခါမှာ失敗したငါတော့ကြာရှုံးသွားပြီと考えずにအဲ့လိုမတွေးဘဲနဲ့လေ改善のための重要なヒントを得たと考えるようにしましょう。ခိုင်ဇန်ဆိုတာကျတော့ improve လုပ်တာပေါ့နော်တိုးတက်ဖို့အတွက်အရေးကြီးတဲ့အရေးအမွတ်လေးကိုရရှိခဲ့တယ်လို့နော်တွေးဖြစ်အောင်လုပ်ကြရအောင်နော်တဲ့私も決してスパッと今のような習慣に切り替わったわけではありませんからご安心くださいကျွန်တော်လည်းပဲဒီနေ့မှကျွန်တော်ဆိုတာစာရေးသူပါပြောတာနော်ကျွန်တော်လည်းပဲတဲ့လုံးဝ spot တူချက်ချောမွေ့မွေ့ကွာချက်ချင်းကြီး今のような習慣にအခုအလေးအကျင့်တွေကိုတဲ့ပြောင်းလဲလိုက်နိုင်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့ကိုယ်ရှင်ဖူလာဆိုင်စိတ်အေးထားပါယောဒန်ဒスがဒါနဲ့လေマスコミはその時代に目立った人しか取材しませんဒီမီဒီယာတွေဆိုတာကွာအဲ့ဒီခေတ်မှာနော်တိတာထင်ရှားတဲ့ထင်ပေါ်တဲ့လူတွေကလွဲပြီးတော့အင်တာဗျူးတာမျိုးမလုပ်ဘူးတဲ့နော်ရှူဆိုင်ဆိုတာတနေ့ချက်လက်ရယူတာအင်တာဗျူးတာမျိုးပေါ့နော်မလုပ်ပါဘူး例えば若くしてငယ်ရွယ်ပြီးတော့成功している経営者などですငယ်ရွယ်နဲ့အောင်မြင်နေတဲ့မန်နေဂျာတွေစသဖြင့်ပေါ့နော်しかし私たちのような凡人はနော်これなんでしょう凡人っていうかごめんなさい私အဲ့ဒါလေးတစ်ချက်ကြည့်လိုက်မယ်ပေါ့နော်တန်တော်လေးမဆိုလို့ပါဘွန်ဂျင်ပေါ့နော်ဟုတ်ပါတယ်အဲ့တော့ငါတို့လူမျိုးကဘွန်ဂျင်နေတာမန်လူတွေကတဲ့このように若くして成功する必要はありません
ဒီလိုမျိုးငယ်ငယ်ရွယ်နဲ့အောင်မြင်နေစရာတော့မလိုပါဘူးတဲ့遅さきていいので、毎日くすくす勉強を続けて、နောက်ကြမှာပွင့်လေရတဲ့အတွက်ကြောင့်မို့လို့နေ့တိုင်းဖြည်းဖြည်းမှန်မှန်နဲ့စာဆက်လုပ်တော့ပြီးတော့最終的に人生を勝利すればいいのです。နောက်ဆုံးမှာလူဘဝကိုအနိုင်ရလိုက်မယ်ဆိုရင်လည်းပဲရပါတယ်。一流大学に行けなかったからといってနော်ပထမအဆင့်တက္ကသိုလ်ကြီးကိုမသွားနိုင်ခဲ့ဘူးလို့ပြောပြီးတော့ヒックスになる必要は全然ありません。ヒックスになるဆိုတာကြတော့နှိမ်ချတာပေါ့နော်ဟိုနှိမ်ချနေစရာမလိုပါဘူးတဲ့大学に行かなかったというのはတက္ကသိုလ်တက်ခဲ့တယ်မတက်ခဲ့ဘူးဆိုတာလေ人生のプロセスの一つに過ぎませんလူဘဝရဲ့အစိတ်ပိုင်းလေးတစ်ပိုင်းပဲအပြင်မပို့ပါဘူးတဲ့子供の頃にやった人生ゲームと同じでကလေးတုန်းကကစားခဲ့တဲ့လူဘဝဂိမ်းပေါ့နော်ဒီဂိမ်းနဲ့အတူတူပါပဲ最終的に笑って上がることをနောက်ဆုံးမှာရင်မောပြီးထနိုင်ဖို့ကို目標にするのですနော်ရည်ရွယ်ချက်ထားကြရအောင်ပါတဲ့そのためには、毎日少しずつでいいので、နေ့တိုင်းနဲ့ချစ်စီလုပ်သွားလဲရတဲ့အတွက်ကြောင့်勉強を続けることが大切です。နော်ဒီဆက်လုပ်သွားဖို့ကတော့အရေးကြီးပါတယ်もし、あなたが今35歳だとしたら、မင်းအခုအသက်30ဆိုရင်လေ人生80年としても、လူဘဝはအသက်80ဆိုရင်人生のまだ半分にも到達していません。လူဘဝရဲ့တဝက်တောင်မှမရောက်သေးပါဘူးတဲ့。大学に行けなかったからတက္ကသိုလ်မသွားနိုင်ခဲ့လို့家庭が金銭的に恵まれなかったから金銭的にဆိုတာစီးပွားရေးပိုင်းမှာပေါ့နော်မေကူမာတဲ့တို့ကောင်းချီးမပေးခံခဲ့ရလို့ဆိုတဲ့အခါကျအဓိပ္ပာယ်ကတော့မင်းအိမ်ရကွာစီးပွားရေးအဆင်မပြေခဲ့လို့というような口実を見つけてအဲ့ဒီလိုမျိုးစင်ကြေတွေပေါ့နော်口実ဆိုတာကျတော့ excuse တွေကွာစင်ကြေအကြောင်းပြချက်တွေရှာဖွေပြီးတော့တဲ့人生を諦めていませんかလူဘဝကြီးကိုမင်းလက်လျှော့မနေဘူးလား小さなハンバーガー店に可能性を見出し、マクドナルドを世界的な規模のフランチャイズ店に発展させたレイ・クロックは同じビジネスを手掛けたのは52歳の時でした。ဒီဟမ်ဘာဂါဆိုင်တေးသေးလေးရဲ့အလားအလာတွေကိုရှာတွေ့ပြီးတော့ဒီမက်ဒိုနယ်ကိုပေါ့နော်တနိုင်ငံလုံးအတိုင်းအတာနဲ့ keep ဆိုတာတော့ scale ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တနိုင်ငံလုံးအတိုင်းအတာနဲ့ごめんなさい世界的なဆိုဒီတစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပေါ့နော် franchise တန်းဆိုတာကကျတော့မူပိုင်ခွင့်ပေါ့နော်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့မူပိုင်ခွင့်ကြီးကိုတိုးတက်စေခဲ့တယ်ပေါ့နော်ဟတ်တန်ဆိုတာကြတော့လေဘယ်လိုပြောရမလဲသူကတိုးတက်တယ်ပေါ့နော် develop လုပ်လိုက်တယ်ပေါ့နော်ဒီမူပိုင်ခွင့်ဆိုင်အနေနဲ့develop လုပ်လိုက်တယ်ဒီလူကြီးပေါ့နော် Ray Kroc ကတဲ့ဒီ business ကိုပေါ့နော်手掛けたのはစလုပ်ခဲ့တာတော့ကွာ52歳の時でしたအသက်52နှစ်တောင်ကဖြစ်ပါတယ်もし30代や40代で人生を諦めていたらအသက်30ပိုင်းနဲ့အသက်40ပိုင်းနေမှာကွာလူဘဝယူတူတာလက်လျှော့ပြီးတော့နေခဲ့မယ်ဆိုရင်このような意境をこれは何でしょうか静止あげるねでしょうかね私喋りとあるシャチジャメ成し遂げるဆိုတာကျတော့ဒီရရှိရပေါ့နော်ပြီးမြောက်တယ်အဲ့တော့ဒီ EQ ဆိုတာကကျတော့ဒီကြီးကြီးခဏတဲ့လုပ်ငန်းကြီးကိုပေါ့နော်လှုပ်ဆောင်နိုင်ဖို့ဆိုတာက絶対に不可能だったでしょうလုံးဝမဖြစ်နိုင်ခဲ့ဘူးမလားတဲ့彼はသူကလေချောရှော့စေကိုကဂမိဘခုနနာကနီဒီချောရှော့ဆိုတာကြတော့ဗောနော်စာအုပ်ကိုပြောတာပါဒီစာအုပ်စာအုပ်နာမည်ကတော့အမြင်မှုဆိုတာအမိုက်ပုံထဲမှာဆိုတဲ့ဘယ်ကုမ္ပဏီကထုတ်ထားလဲဆိုရင် Presidente Sha Presidente ကုမ္ပဏီရဲ့
နော်နောက်ကတဲ့အဲ့ဒီစာအုပ်ထဲမှာတဲ့ iteimasu ပြောထားပါတယ်ရှင်နန်တို့ခေစကုတကေကဇန်နိုတဲ့အာရုယုံကြည်ချက်နဲ့ရှေ့ဆက်တာပဲအရာအလုံးဖြစ်နိုင်ပါတယ်ဆိုပြီးတော့တဲ့自分を信じ、ここをယုံကြည်ပြီးတော့勉強を継続すればနော်ဆက်ဆက်လုပ်သွားမယ်ဆိုရင်あなたにも想像がつかないမင်းအောင်တွေးမထားလောက်တဲ့少ない、想像がつかないほどの大きな成功を得ることができます。မင်းအောင်တွေးမထားလောက်တဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါလိမ့်မယ်。人生で誰でも多少のハンディがあるでしょう。လူဘဝမှာလေဘယ်သူမှဆိုအနေနဲ့များတော့ခက်ခဲလေးရှိတာပဲမလား။そのハンディを克服して、ごめんなさい。克服してပေါ့နော်။အဲ့ဒီအခက်အခဲကို克服してကျော်လွှားပြီးတော့最終的に笑って上がるためにはနောက်ဆုံးမှာရင်မောပြီးထားနိုင်ဖို့အတွက်ကတော့တဲ့逆転ホームランを狙うのではなくシングルヒットを重ねて得点を開けていきます。この辺はね、ちょっと、どれ、野球版、どのဖြစ်တဲ့ကြောင့်တော့私အရင်ကြီးတော့နားမလည်ဘူးပေါ့နော်။逆転ホームランဆိုတာကိုရှာကြည့်လိုက်တဲ့အခါမှာဒီ baseball ရိုက်တဲ့သူပေါ့နော်ရိုက်တဲ့သူကတဲ့ဘောလုံးကိုရိုက်ပြီးတဲ့အခါကျတော့အဲ့ဘောလုံးကဘယ်လိုလဲစီးပြင်ကိုကြော်တော့မဲ့အချိန်မှာသူကပြန်ပြီးပြန်လှည့်ပြီးသူ့ရဲ့ home base ကိုပြန်ရတယ်ちょっとねなんでしょうまあわかりづらいですよね私တို့ဒီရက်ကျူပိုင်းကိုပေါ့နော်တိတ်ပြီးနားမလဲတဲ့အခါကျအဲ့လိုမျိုး home run ပေါ့နော်逆転 home run ကိုတဲ့နေတာဟုတ်ဆိုတာကျတော့ရှီမန်းယုံနေမကဘူးတဲ့シングルヒットシングルヘッドをタカလုပ်ပြီးတော့တဲ့အမှတ်ကိုပေါ့နော်開けていきますတက်အောင်လုပ်သွားမယ်ပေါ့စမာရီတနည်းအားဖြင့်毎日クスクス勉強を続けてနေ့တိုင်းပေါ့နော်ဖြည်းဖြည်းမှန်မှန်နဲ့ဆက်လုပ်သွားပြီးတော့最終的に人生のゲームに勝利すればいいのですနောက်ဆုံးမှာလူဘဝရဲ့ဒီ game ကိုအနိုင်ရရင်ရပါပြီတဲ့はいဒီမှာကတော့သူဒီပုံလေးတစ်ချက်ပြထားတယ်ပေါ့နော်သူကလူဘဝကအသက်80ရှိမယ်ဆိုလို့ရှိရင်သူကကင်းဆိုင်ချီတန်းပေါ့နော်လက်ရှိနေရကအသက်35နှစ်နော်ဒါပေမဲ့များသောအားဖြင့်ဒီဂျမန်စာလုံးနေတဲ့သူတွေကအသက်20ပိုင်းလေးဆိုတဲ့အခါကျလူဘဝရဲ့၄ပုံတစ်ပုံပဲရှိဦးမယ်ကွာအဲ့ဒါကတဲ့မာရဆန်နိတတိုအဲရူနာရာまだ折り返し地点にも達していないနော်ဒီခောက်ရိုးကျိုးတဲ့ဒီလန်တဝက်ကိုတော့မှမရောက်သေးပါဘူးတဲ့အနာတဝအချင်းစီကိုအခီရမတဲ့အီမာဆန်ကမင်းအလိုဘဝကိုအရှုံးပေးနေသလားပေါ့နော်はいဒီမှာဆိုရင်လူဘဝတက်တန်း80ဆိုလို့ရှိရင်အသက်40ကိုအိုဒီခိုင်ရှိချစ်တန်းပေါ့နော်ခောက်ရိုးကျိုးတဲ့နေရာလေးဆိုပြီးတော့ပြောထားပါတယ်はいအဲ့ဒီလိုပဲမျိုးပေါ့နော်ခန်းနဲ့လေးပြီးဆုံးသွားပါပြီတော်တော်လေးတော့ရှည်သွားတယ်ဆိုပေမဲ့လည်းလေရန်လည်းဘ ਹੁ တုတရတယ် motivation လည်းရမယ်လို့ထင်ပါတယ်じゃあ次の動画でお会いしましょうねまたねはい